စာဝတ်ထုံးပရိုဂရမ်ဟန်ဂူစာဝတ်ဤဟဲအခန်းငါဂျူကောနေထိုင်ခြင်းအပိုင်းနဲ့ဟန်ဂူကေဆောနွန်ဂျီဘူအော်တဂေဂူဟာကကိုရီးယားမှာအိမ်ကိုဘလို့ခြားကြပါတလဲဂေါဂျူဟျောင်းတဲ့ဝါဂျီဂူဟာနွန်ပန်ဘောအိမ်ယာနေထိုင်သောပုံစံနှင့်အိမ်ခြားသောနီလန်ဟန်ဂူကေဆောဂျီဘေဂေါဂျူဟာနွန်ဟျောင်းတဲ့နွန်ဂါချာဂျောင်းဆေဟောဆယ်ရိုနာနဆူအီတာကိုရီးယားတွင်အိမ်၌နေထိုင်သည့်ပုံစံများကိုဂျာကာကိုပိုင်အိမ်ဂျောင်းဆယ်နှစ်ချုပ်ဂျောင်းဆယ်စနစ်ဟောဆယ်လဆယ်အင်္ဂါစနစ်ဟူ၍ခွဲခြားနိုင်သည်ဂျာကာနွန်ဂျာဂီကာဆိုယုခန်ဂျီဘက်စာကိုအီနွန်ကောဆူမန်ဒါကိုပိုင်အိမ်ဂျာကာဆိုသည်မှာမိမိကိုယ်တိုင်ပိုင်ဆိုင်သောအိမ်တွင်နေထိုင်ခြင်းကိုဆိုလိုသည်ဂျောင်းဆယ်နွန်ဂျီကျွင်းအေကေဤကြောင်းအတုံးသူဗိုလ်ချုပ်ကွန်းတို့မက်ခီကိုဂေယကီကန်တုံအဂျီပီနာဘန်ငူဘီလျဆုနဘန်ရှိဂရုဟန်ဂူကေဆောမန်နော်လီဟွာလျိုဟန်တာနှစ်ချုပ်ချောင်းဆယ်စနစ်သည်အိမ်ပိုင်ရှင်ထံသို့တတ်မှတ်ထားသောငွေပမာဏကိုအာမခံအငွေဗိုလ်ချုပ်ကွန်းဖြစ်ထားရှိပြီးစာချုပ်ကာလအတွင်းအိမ်သို့မဟုတ်အခန်းကိုငှားရနေထိုင်သည့်နည်းလမ်းဖြစ်ပြီးကိုရီးယားတွင်သာကျေပြန့်စွာအသုံးပြုကြသည်ဂျောင်းဆယ်ကေယကွန်보통 인념 단위로 하며 집주인은 세입자가 허하지 않은 한 2년 이내에는 계약을 파기할 수 없도록 법률로 규정되어 있다. 내척 정세 사적고 아미아피 내내 사적 없이 초소비 앵가가 물러라더위 내내တွင် 사적고 빼피외 미야시엔 우브레피 따마타디 계약 기간이 끝나고 보존건무 암장나게 돌려받기 위해서는 이삽장 후에 행정보지센터에 가서 확정이자로 받아두는 것이 좋다. 사적가라 건성대가 서버 안외고 롱종사 변래 야시안 돼. 쉬병지면 뷰미네 뷰비나 오초예네 루무풀로인세나 행정보지센터도 또야유 디뷰유세고 야루타진디 가운데 어세는 집주인에게 매달 입장한 돈을 내고 집이나 방무 빌릴 수 있는 방식이다. 라세 인간스네 허세디အိမ်ပိုင်ရှင်အားလာစဉ်သတ်မှတ်ထားသောငွေပမာဏကိုပေးဆောင်ပြီးအိမ်သို့မဟုတ်အခန်းကိုငှားရနေထိုင်သည့်နည်းလမ်းဖြစ်သည်ဟောဆယ်ကျောင်းသို့엄누 정도의 보존금을 내야 하는 경우가 많은데 급금액은 점세에 비해 적다. 라세 인간 스네တွင်လည်းအာမခံအငွေအချို့ပေးဆောင်ရလေရှိတော်လဲထိုပမာဏမှာနှစ်ချုပ်ကျောင်းဆယ်စနစ်တဲ့နေပါသည်최근에는 정세와 허세로 혼합한 반정세라는 방식도 많아지고 있는데 반정세의 보존금은 점세보다는 적고 허세보다는 많은 편이다.မကြသေးမီကနှစ်ချုပ်ကျောင်းဆယ်စနစ်နှင့်လဆယ်အင်္ဂါစနစ်ကိုပေါင်းစပ်ထားသည့်ဗမ်ကျောင်းဆယ်ဟူသောနည်းလမ်းလည်းပုံမများပြားလာသည်ဗမ်ကျောင်းဆယ်၏အမကန်အငွေမှာနှစ်ချုပ်ကျောင်းဆယ်ထင်နေတော်လဲလဆယ်အင်္ဂါစနစ်တည်းများပြားသည့်ဘက်တွင်ရှိသည်ဂျီဘူစာကောနာကျောင်းဆယ်또는 어세르 구하되는 보능산 중개업소 검인 중개사를 통해 알아보는 것이 안전하다. 애외유진 또모호 냅촉 정세 또모호 라세 인가 스냅이 하얀진 뷰로디카 인참이 조선롱가마 드신 소단진디 보모롱종디 검인 중개사는 집 계약 구하되 계약자가 반드시 확인해야 할 사항들을 대신 확인해주고 계약에 필요한 서류 준비해 도움을 주기 때문에 안전하고 편리하게 부동산을 거래할 수 있다. 인천미 조성명뒤 인사적 초소디 카 사적 초소두가 마피문에 쓰여야지 칠렘야고 아사토 쓰세베진네 사적 초소연 로아도 사회 사람야 변세야 된 아꾸니 베진도자အိမ်ချမ်းမြေကိုလုံခြုံပြီးအဆင်ပြေစွာရောင်းဝယ်ပြုလုပ်နိုင်သည်ဂျူကောဆောင်ထက်ဂီဂျွန်အိမ်ရွေးချယ်သောဇန်နုံ한국에서 어디에 거주하고인가와 관련하여 겸요하게 여기는 것으로는 교통, 교육, 여건, 주거 환경, 편의시설 등이 있다. ကိုရီးယားတွင်
မြစ်တိနေရာတွင်နေထိုင်မည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီးအရေးကြီးသည်ဟုယူဆသောအချက်များမှာတည်ယူပို့ဆောင်ရေးပညာရေးခြေနေထိုင်မှုပတ်ဝန်းကျင်နှင့်အစဉ်ပြေသည့်အထောက်အကူပစ္စည်းများဖြုံးနှရှိစွာစသည်တို့ဖြစ်သည်ချူထွဲကွန်ဟာဂီဖြုံးနှံကြီးဒါရွန်ဂျီယောဂရိုဤတော့ဟာဂီဖြုံးနှံကြီးတို့ကိုလျောဟာနာစာရန်ဒူရွန်ဂျီယောချောယောကျူပြောင်းငီနာဂေထုံငီဖြုံးနှံကိုစုစောင်းနှဟန်တာအလုတ်သွားအလုတ်ပြန်အစဉ်ပြေမည်အခြားဒေသသို့ပြောင်းရွှေ့သွားလာရန်လွယ်ကူမည်စသည့်ထဲသွင်းစဉ်းစားသူများသည်မြေအောက်ယထာဘူတာအနိတဝိုက်သို့မဟုတ်တည်ယူပို့ဆောင်ရေးဆင်ပြေသောနေရာများကိုနှစ်သက်ကြသည်ဂျာမြောက်ဂေရဂူဝီဟဲကျူပြောင်းတဲ့ရောက်ကွန်သူဂျုံရှိဟာနာစာရန်ဒူရွန်ဂေယချီဆောရူဘာတာဟဲအင်းနန်ကိုဆေဂျီဘူကွမ်ဒါသာသမီများ၏ပညာရေးအတွက်ပေါင်းကျင်အခြေအနေကိုအလေးထားသူများသည်ပညာရေးဆိုင်ရာအဆောက်အအုံများဖွံ့ဖြိုးတိုးတက်နေသည့်နေရာများတွင်အိရှာဖွေကြသည်ရောင်းကျဲကောင်းကျဲကျော်ဆောင်းဝမ်းမီနာမီလေဂဲဝဲတုံငူကိုလျဟာယောဂျီဘူစာကောအင်ဂျီဂျောင်းဆေနာဟောဆေတနရဘီလျစကောအင်ဂျီတုံငူစာပြောပူကိုဂျာရှင်းကဂျောဟာဟမ်ဘန်ရှကူစောင်းတဲ့ခါနုံကောစီဂျိုတာလက်ရှိစီးပွားရေးအခြေအနေသို့မဟုတ်အနာဂတ်စီစဉ်များစသည့်တို့ကိုထည့်သွင်းစဉ်းစားပြီးအင်ကိုဝယ်ယူမီလောနှစ်ချုပ်သို့မဟုတ်လာစေအင်္ဂါစနစ်ဖြင့်ငှားရမ်းနေထိုင်မီလောစသည့်တို့ကိုစစ်ဆေးပြီးမိမိနှင့်တင့်တော်သောနည်းလမ်းကိုရွေးချယ်ခြင်းသည်ကောင်းသည်အာရတူမြန်ဂျိုအာယိုဘူဒုံဆန်နဲ့ဂါရှိကနီအော့တာမြွန်အွန်လိုင်းတို့အားရဖို့စေအင်ချမ်းမြေအကျိုးဆောင်ဘူဒုံဆန်တို့တွားဖို့ချိန်မရှိလျင်အွန်လိုင်းမှာစုံစမ်းကြည့်နိုင်ပါတယ်ဂေါ့ဂျူဟာဂောနာဂူမဲဟာဂျီဘူးချာကိုဂျာဟာတဲ့ဘူဒုံဆန်ကိုဂျစ်ကျော်ဘမဟာဂျီအန်ကိုတို့အွန်လိုင်းတို့အားရဖို့ဆူအီတာနေထိုင်ရန်သို့မဟုတ်ဝယ်ယူရန်အင်ကိုရှာဖွေလိုပါကအင်ချမ်းမြေအကျိုးဆောင်ကိုဓာတ်ရိုက်သွားစရာမလိုပဲအွန်လိုင်းမှာတစ်ဆင့်ရှာဖွေကြည့်နိုင်သည်ဘူဒုံဆန် site 2ရဲ့ဆိုဟွာနန်ဂျီယောကိုစောင်းတက်ခန့်ဟုဂျီဘေဟျောင်းတဲ့အာဖာတုဘီလာဂျူတဲ့အော်ဖစ်စတေဆမ်ဂါဒွန်ခေါ်လေပန်ရှေမဲမဲဂျောင်းဆေအော်ဆေတမ်ဂီအန်ဒေဂါဂီယတဲ့တုံငေတာရာကွန်ဆက်ခေပိုဆူအီတာဒါမန်အွန်လိုင်း site 2ရဲ့ဆိုဖာလီယာကိုနေနွန်မူဂွန်မဲမူရူပူကိုဘူဒုံဆန်နူဘမောဟန်နန်ဒေဘမမ်ဂျစ်ဂျွန်နဲ့ကောလီယာကဝန်လူတက်တာကိုဟာမျောစောဒါရုံမဲမူရူကွန်မြူဟာနုံကျောင်းတို့မန်နမရူဂျူဝီဟဟန်ဒါအင်ချမ်းမြေဝက်ဆိုင်များတွင်မိမိလိုချင်သောဒေတာကိုရွေးချယ်ပြီးနောက်အိမ်အမျိုးအစားတိုက်ခန်းဘီလာအိမ်ရုံးခန်းသုံးတိုက်ခန်းစီးပွားရေးဆိုင်ကစသည့်ဖြင့်အယောင်အဝယ်ပုံစံအပြည့်ပန်ရောင်းခြင်းတကြိမ်နဲ့ပတ်စံကြီးပေးပြီးအိမ်ငှားခြင်းစပုံငွေစနစ်လာစဉ်ငှားရမ်းခြင်းရေတိုငှားရမ်းခြင်းဈေးနှုန်းအတန်းအစားစသည့်တို့အလိုက်ရှာဖွေနိုင်ပါသည်သို့သောအွန်လိုင်းဆိုက်တွင်ကြေညာထားသောပစ္စည်းတစ်ခုကိုကြည့်ပြီးအင်ချမ်းမြေအကျိုးဆောင်သို့တွားရောက်သည့်အခါတွားရောက်မကြည့်ရှုမီလေးတွင်အယောင်ဝယ်ပြီးသွားပြီဟုဆိုကာအခြားပစ္စည်းကိုအစားထိုးကမ်းလေရှိသောအခြေအနေများစွာရှိသောကြောင့်တတိထားရပါမယ်။또한 계약하기 전에 주택의 문제가 있는지 계약을 하려 나온 사람이 진짜 집주인인지 꼭 확인해야 한다. ထို့အပြင်စာချုပ်မချုပ်ဆိုမီတွင်အဆိုပါအိမ်၌ပြဿနာတစ်စုံတစ်ရာရှိမရှိနှင့်စာချုပ်ချုပ်ဆိုရန်လာသူသည်တကယ်အိမ်ရှင်စစ်မစစ်ကိုလည်းမဖြစ်မနေစစ်စစ်တည်ပြရပါမည်။အီယာဂီနာနုဂီယောရနာရာဒါယဟန်အီဆာမွန်ဝါနိုင်ငံတည်တည်ရှိမတူကွဲပြားသောရွှေ့ပြောင်းယဉ်ကျေးမှုများ한국에서는 이사를 하고 나면 친척이나 친지들을 초대해 지들이라는 간단한 잔치를 베푸기도 하고 예전에는 이사떡이라 하여 볶은 파고물을 묵은씨를 떠고 이웃과 나누어 먹기도 하였다. 집들이에 초대해 받던 사람들은 보통 셉제나 화장지로 선물로 사두고 갑니다. 코리아နိုင်ငံမှာအိမ်ပြောင်းရွှေ့ပြီးရင်ဆွေမျိုးသားချင်းတွေနဲ့မိတ်ဆွေတွေကိုဖိတ်ပြီးအိမ်သက်တက်ပွဲလို့ခေါ်တဲ့ရုပ်ရှင်နဲ့အခမ်းပွဲလေးပြုလုပ်လေ့ရှိသလိုအရင်တုန်းကတော့အီဆာတော့လို့ခေါ်တဲ့ပဲနီမုတ်လေးနဲ့ပြုလုပ်ထားတဲ့စီရုတော့ထမင်းပေါင်းလိုကိမ်းမျိုးကိုအိမ်နီးနားချင်းတွေနဲ့ခွဲဝေစားတော့လို့ရှိပါတယ်။အိမ်သက်တက်ပွဲကိုဖိတ်ကြားခံရတဲ့သူတွေကအများအားဖြင့်ဆက်ပြမုတ်သို့မဟုတ်
အိမ်သားသုံးစစ်ကူတို့ကိုလက်ဆောင်ဖြစ်ဝယ်သွားလေရှိပါတယ်မိကုကေဆောနွန်ဟော့ဝါမေအီရာကိုဟာယောအီဆာရုဟာဂောနာဂျီဘူဆဲရိုဂျီယောဆုကျောင်းချင်းကူနာဂါဂျိုတူရူချုပ်ချောင်းဟာယောဖာတီရူယမ်ဒါအမေရိကန်နိုင်ငံမှာတော့ House One လို့ခေါ်တဲ့အိမ်ပြောင်းရွှေ့ပြီးရင်ဒါမှမဟုတ်အိမ်တက်ဆောက်ပြီးတဲ့အခါတငယ်ချင်းတွေနဲ့မိသားစုဝင်တွေကိုဖိတ်ခေါ်ပြီးပါတီပွဲကိုကျင်းပကြပါတယ်ဂျမကုကေဆောနွန်အီဆာရုကန်ဟူရဲ့ဖော့ဂျူကူထောထူရီနိုဖုံးစပီအီတာကြာကဲနွန်မြတ်ချွဲဆောဂီကဲနွန်မြတ်ပွန်ကာကြီးယိုလီယန်ဟန်ဆိုရီရဲ့ဖော့ဂျူကူထောထူရီနွန်တဲ့အင်းနွန်အီယိုဆေကေဥရီကာချူကီအီဆာရုဝါတာကိုအာရီနွန်ဝီမီတာတိုဟန်နာပွန်ဂောတရီယိုလီယန်ဆိုရီဒူတိုကောဆောဒါဂါအိုဂျီမိုဟာကေဟာဂီဝီဟဲမိုချောတိုအီတာဂျုံဂူကေဆောတိုချင်းကူနာဒါရွန်ကာချိုကူချိုတေဟာယောဂျေတရီဟာနိုမောဝါကအီတာတရုတ်နိုင်ငံမှာတော့အိမ်ပြောင်းရွှေ့ပြီးရင်မီရှူမီပန်သို့မဟုတ်ဗျာအိုဖောက်တဲ့လေးရှိပါတယ်စက္ကန့်ပိုင်းလေးကနေမိနစ်နှင်းငယ်ကြားတဲ့အထိစူညံတန်နေနဲ့ဗျာအိုတွေဖောက်ကြတာဟာအိန္ဒိနာချင်းတွေကိုမိသားစုပြောင်းရွှေ့လာကြောင်းအသိပေးလိုတဲ့သဘောပါဒါအပြင်မကောက်တဲ့အရာတွေမဝင်လာစေဖို့အတွက်စူညံတန်နေနဲ့တားမြစ်လိုတဲ့အရွယ်ချက်လည်းရှိပါတယ်တရုတ်နိုင်ငံမှာလည်းတငယ်ချင်းတွေနဲ့မိတ်ဆွေတွေကိုဖိတ်ကြားပြီးဂျီတရီအိမ်သက်တဲ့ပွဲပြုလုပ်တဲ့ယဉ်ကျေးမှုရှိပါတယ်ရုရှားရဲ့ဆောနွန်ကိုယန်ငီကဟဲငူဂါဂျောတာချူနွန်ဂျုံဂျေရာကိုစင်ကခန်တာဂရေဆောအီဆာရုဟာဂေတွေမြွန်ကိုယန်ငီရူဒေရီကိုဒရောဂါဂောနာကိုယန်ငီရူဂျီယန်နဲမွန်ဂျောဒရောပူနဲဂုပ်ဂျီယန်နဲဂီယွန်နူစာဖြောဘူကီတိုဟန်ဒါရုရှားနိုင်ငံမှာတော့ကျောင်းဟာကံကောင်းခြင်းကိုယူဆောင်လာပေးတဲ့တရားလို့ယူဆကြပါတယ်ဒါကြောင့်အိမ်ပြောင်းတဲ့အခါကျောင်းကိုခေါ်ဆောင်သွားတာဒါမှမဟုတ်ကျောင်းကိုအိမ်ထဲအရင်ဆုံးဝင်ခိုင်းပြီးအိမ်ရဲ့စွမ်းရင်သို့မဟုတ်အနေထားကိုစစ်စစ်ကြည့်တာမျိုးတွေပြုလုပ်လို့ရှိပါတယ်ဂျာရှင်းနဲ့ကိုရနာရာရဲ့အီဆာမောဝါတို့ဟန်ဂုကေအီဆာမောဝါဝါဘီကီယိုဟာယောအယာဂေပိုရှိတာကိုဇာတိနိုင်ငံရဲ့အိမ်ပြောင်းရွှေ့တဲ့ယဉ်ကျေးမှုကိုကိုရီးယားနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့နှိုင်းယှဉ်ပြီးပြောကြပါစို့